Hello အားလုံးမင်္ဂလာပါအခုကျွန်တော်ပြောမှာကျွန်တော်တို့ဒီ statistic မှာဆိုလို့ရှိရင် error နှစ်မျိုးရှိတယ်ပေါ့လေဒီ statistic တွေရဲ့သူတို့ရဲ့ user ချက်တွေကလွဲမှားသွားတဲ့အချိန်မှာကျွန်တော်တို့ analysis လုပ်တဲ့အချိန်မှာလွဲမှားသွားလို့ရှိရင်ကျွန်တော်တို့အဆိုတွေကမခိုင်မာတော့အဲ့ဒါကြောင့်ဘာကြောင့်ဖြစ်တာလဲဆိုတော့အမှားနှစ်မျိုးပေါ့အဲ့အမှားမျိုးကကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနံပါတ်1အနေနဲ့သူက type 1 error type 2 error ဆိုပြီးတော့ရှိတာပေါ့လေနော်နံပါတ်1နှစ်ပေါ့ဆိုတော့ type 1 error type 2 error ဆိုပြီးတော့ရှိတယ်အဲ့တော့အဲ့ type 1 error ရဲ့ type 2 error ဖြစ်လာဖို့ကဘာကိုအရင်လုပ်ရလဲဆိုတော့ကျွန်တော်တို့ null hypothesis ဆိုတာရှိတယ်အဲ့တော့ကျွန်တော် hypothesis testing ပေါ့လေအခုဒီ hypothesis testing ကိုနားမလည်သေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်နောက်ခါမှပြန်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ဒီ hypothesis testing မှာဆိုလို့ရှိရင်ကျွန်တော်တို့ null hypothesis ရဲ့ alternative hypothesis ဆိုပြီးတော့ရှိတယ်အဲ့တော့ null hypothesis ကိုကျွန်တော်တို့က h0 ထားပြီးတော့မှ alternative hypothesis ကိုကျွန်တော်တို့ h1 ထားတယ်အဲ့ဒီကနှစ်ခုတည်းကမှတစ်ခုကကျွန်တော်တို့သတ်မှတ်ထားတဲ့ဒီချက်လက်တစ်ခုရှိမှာပေါ့လေကျွန်တော်တို့ဒီ alpha တန်ဖိုးကသူသတ်မှတ်တဲ့ဘလောက်သူ့ရဲ့တန်ဖိုးတစ်ခုရှိတယ်ဗျအဲ့သတ်မှတ်တဲ့ဥစ္စာကိုမကြော်လွန်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ h0 ကိုလက်ခံပါလား null hypothesis ကိုလက်ခံပါလား h1 ဆိုတဲ့ alternative hypothesis ကို reject လုပ်မှာလားပေါ့နော်အဲ့လိုမျိုးလုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီ decision making ဘိုင်းကိုပြန်ရောက်သွားပြီအဲ့ဒါကြတော့ကျွန်တော်တို့အရင်ဆုံးပုံစံရင်တစ်ပုတ်တွက်မယ်တွက်ပြီးလို့ရှိရင်တွက်လာတဲ့ရလာတဲ့အဖြေတစ်ခုပေါ်မှာကျွန်တော်တို့ကဒီ null hypothesis ကိုအဆိုတင်ခဲ့မယ်အဲ့လိုမျိုးအဆိုတင်ခဲ့ရပါလေနော်အဲ့တော့လွယ်ပြောရမယ်ဆိုလို့ရှိရင်ဒီဘာမှမဖြစ်တာကိုဖြစ်တယ်လို့ပြောတဲ့ပုံစံမျိုးပေါ့ဥပမာဆိုရင်ကျွန်တော်တို့ဒီမနက်မှာ accident မဖြစ်သွားဘူးမဖြစ်တယ်နဲ့ဖြစ်တယ်လို့ပြောရတယ်ပေါ့အဲ့လိုမျိုးအဓိပ္ပာယ်မျိုးပေါ့လေပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဆေးကဒီ Taiwan error မှာဆိုလို့ရှိရင်ဒီ true ဖြစ်နေတဲ့ null hypothesis အမှားကို reject လုပ်လိုက်တဲ့သဘောမျိုးပေါ့လေ reject လုပ်လိုက်တော့ညင်းလိုက်တယ်မှန်တဲ့ဟာကိုညင်းလိုက်တယ်ပေါ့လေအဲ့တော့ reject လုပ်လိုက်တယ်ပေါ့အဲ့တော့တကယ်တော့ဥပမာဆိုရင်ကျွန်တော်တို့ researcher တွေကကျွန်တော်တို့ဒီဆေးကအကျိုးရှိရဆိုပြီးတော့မှဆေးနဲ့သူက reset လုပ်လိုက်တယ်ပေါ့ဆေးကအကျိုးရှိတယ်အဲ့လို conclusion ချလိုက်တယ်ဟောသူကဒါ Taiwan error ပေါ့လေအဲ့ဒါကိုTaiwan error လို့ခေါ်တာပေါ့လေအဲ့တော့ဒါဆိုရင် Taiwan error တဲ့ဒီ rejecting လုပ်တဲ့အထူး null hypothesis မှန်နေတဲ့ null hypothesis ကို reject လုပ်လိုက်တယ်တဲ့ false အလန်းပေးလိုက်တယ်အမှားနေတဲ့တတိပိတ်ချက်ကြီးသူကလှုပ်လိုက်တယ်ပေါ့အဲ့လိုမျိုးလှုပ်လိုက်လို့ရှိရင်တော့သူကဒီဟိုဖြစ်သွားတယ်ပေါ့လေကျွန်တော်တို့ Taiwan error ဖြစ်သွားတယ်ပေါ့လေအဲ့တော့ Taiwan error type 2 error じゃဘယ်လိုလဲဆိုလို့ရှိရင်ဒီနော် A error ဒါ B error type 2 error ပေါ့လေ type 2 error ကြတော့ဒီ null hypothesis false null hypothesis ကို reject to falling ပေါ့ false ဖြစ်နေတဲ့ဟာကို reject လုပ်လိုက်တော့မှန်သွားတာပေါ့လေပြောချင်တာအဲ့တော့ misdetection တွေဖြစ်ကုန်မယ်ပေါ့သူကပြောထားတာပေါ့လေအဲ့တော့ type 2 error ဖြစ်တယ်ပေါ့အဲ့တော့ type 1 error ကဘာလဲဆိုလို့ရှိရင် innocent person punish ဖြစ်တယ်ပေါ့လေနော် type 2 error မှာဆိုလို့ရှိရင်guilty person release ဖြစ်တယ်ပေါ့လေအဲ့တော့လွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ type 1 error မှာဆိုလို့ရှိရင် innocent person punish ဆိုတော့ဒီအပြစ်မရှိတဲ့လူကိုကျွန်တော်တို့ကအပြစ်ရှိတယ်လို့ဆုံးဖြတ်လိုက်တာပေါ့မရှိတာကိုရှိတယ်အဲကြောင့်ရင်မှန်တာကိုမှားတယ်အဲ့လိုမျိုးဆုံးဖြတ်လိုက်တဲ့ဟာမျိုးဆိုရင် Taiwan error ဖြစ်တယ်ပေါ့ type 2 error ကြတော့သူကဒီအပြစ်ရှိတဲ့လူကိုလွတ်ပေးလိုက်တာပေါ့လေအဲ့ဒါကို type 2 error ဆိုတော့သူကလွယ်လွယ်သိဖို့အတွက်သူကပြောပေးထားတာပေါ့လေအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ key formula ဆိုတော့ alpha equal to probability reject h0 သူကအဲ့လိုမျိုးရေးပေးထားရပေါ့လေbeta equal to b ပြီးလို့ရှိရင် for to reject h0 အဲ့လိုမျိုးသွားထားရပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီ p ဆိုတာကလည်းကျွန်တော်တို့ probability လည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့p value လည်းဖြစ်နိုင်တယ်ပေါ့လေ hypothesis testing မှာဆိုရင်တော့ p value ပေါ့အဲ့လိုမျိုးဖြစ်တယ်ပေါ့လေဒါသဘောတရားပြောပြတာပါ p value တန်ဖိုးကြည့်ပြီးတော့မှကျွန်တော်တို့ကဒီ hypothesis testing ကိုကျွန်တော်တို့ဘာလုပ်လဲဆိုလို့ရှိရင်ဒီ p value တန်ဖိုးကပြောမှချင်ဗျာ p value သေးလို့ရှိရင် result down ဖြစ်တယ် p value ကြီးလို့ရှိရင် result က read ဖြစ်တယ်ပေါ့ဗျာအဲ့တော့ p value တန်ဖိုးကနည်းလေး p value တန်ဖိုးနည်းလေး null hypothesis ကို reject လုပ်ချင်လေးပေါ့လေနော်အဲ့အားလေးတစ်ချက်တော့ရှိတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအချင်းချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် Taiwan error ဆိုလို့ရှိရင်ဒီ positive fault ပေါ့နော်မှန်နေတဲ့ဟာကိုမှားတယ်လို့ပြောတယ် type 2 error ဆိုလို့ရှိရင်တော့ negative fault ပေါ့မှားနေတဲ့ဟာကိုမှားတယ်ကိုမမှားဘူးလို့ပြောလိုက်တော့မှန်တယ်ဖြစ်သွားတာပေါ့လေနော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ability to detect real effects ကိုတက်ရောက်စေတယ်ပေါ့လေသူရဲ့
အကျိုးကျေးဇူးအနေနဲ့ဆိုလို့ရှိရင်တော့အဲ့တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရက်လိုက်မယ်အဓိကကတော့ဖေတူးတော့မရှိပါဘူးဟိုတိုင်ဝမ်era တိုက်တူး era ဆိုတော့မှန်တာကိုမှားတယ်မှားတာကိုဟိုမမှားဘူးလို့ပြောလိုက်တဲ့ဥစ္စာမျိုးကိုဟိုဒီ statistic မှာသုံးနေဆိုတဲ့အကြောင်းလေးကိုကျွန်တော်လာပြီးတော့ဒီနှုတ်ရှင်းပြတာပါ